ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့သင်္ဘောကို healing လုပ်တဲ့နီးပေါ့ကျွန်တော်သင်္ဘောမှာ healing လုပ်တဲ့နီးလေးကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်အခုလိုမျိုး weather ကောင်းနေတဲ့အခြေအနေမျိုး camp sea ဖြစ်နေတဲ့အခြေအနေမျိုးဆိုရင်တော့ healing လုပ်ရတာပို့ပြီးတော့လွယ်ပါတယ်အခုဒီမှာမြင်နေရတဲ့အတိုင်းပဲ healing ကိုဘယ်လိုလုပ်မလဲဆိုရင်ကျွန်တော်အခု British Center တက်တဲ့ဟိုးရှိက anchor light ထွန်းထားတဲ့တိုင်ပေါ့အဲ့တိုင်ရဲ့တက်မှာ British Center မှာရက်မယ်ရက်ပြီးတော့ကျွန်တော်ပထမဆုံး post site ဘက်ကိုလှမ်းပြီးတော့ကြည့်လိုက်မယ်အခုဆိုရင်မှာ post site ဘက်မှာမြင်နေရတဲ့ horizon လို့ကျွန်တော်တို့ခေါ်တဲ့ဒီပင်လယ်ရဲ့အစွန်းလေးပေါ့အဲ့ဒါလေးက post site ကဒီ monitor display လေးရဲ့အပေါ်နားလေးနည်းနည်းလေးကိုရောက်နေတာကိုမြင်ရမှာဖြစ်ပါတယ်အဲ့ဒါလေးကိုမှတ်ထားပါပြီးသွားရင်ကျွန်တော်တို့ horizon အတိုင်းလေးပဲဖြည်းဖြည်းချင်းစီ star post site ကိုလာပြီးတော့ကြည့်လိုက်မယ်အခုဆိုရင်မြင်ရတဲ့အတိုင်း star post site ရဲ့ horizon လေးက monitor လေးရဲ့အောက်ကလေးကိုနည်းနည်းလေးရောက်နေတာတွေ့ရတယ်အဲ့တော့ကျွန်တော်တို့သင်္ဘောကအခုဆိုရင် post site ဘက်ကိုနည်းနည်းလေးစောင်းနေပါတယ်အဲ့လိုမျိုး weather ကောင်းတဲ့အခြေအနေမှာဆိုရင်တော့ဒီလိုမျိုးလေးကအလွယ်တကူဘယ်ဘက်အချမ်းကိုစောင်းနေလဲဆိုတာကိုလွယ်လွယ်ကူကြည့်နိုင်တယ်အဲ့ဒါမှမဟုတ်ဘဲနဲ့အခုလိုမျိုးပေါ့ဒီမှာဆိုရင်healing angle indicator ပေါ့အဲ့ဒါဆိုရင်လည်းအမှားဆိုကျွန်တော်တို့ post site ဘက်မှာစောင်းနေတယ်ဆိုပြီးနည်းနည်းလေးပြနေတယ်အမှားကြည့်ရင်လည်းသိနိုင်တယ်လို့နောက်ထပ်တစ်နေရာရှိပါသေးတယ်အဲ့ဒါကတော့ဒီမှာမြင်နေရတဲ့ clinometer ဖြစ်ပါတယ် clinometer မှာလည်းကြည့်လိုက်မယ်ဆိုရင် post site star post site မှာဘယ်ဘက်ချမ်းကိုစောင်းနေလဲဆိုရင်အခုဆိုရင် post site ဘက်ကိုနည်းနည်းလေးပေါ့1 degree တော့မပြည့်ဘူး 0.5 degree လောက်စောင်းနေတာကိုကျွန်တော်တို့တွေ့နိုင်ပါတယ်အဲ့တော့စောင်းနေတာကိုသင်္ဘောကို0 degree upright ဖြစ်သွားအောင်လုပ်မယ်အဲ့တော့ဘယ်လိုလုပ်မလဲကျွန်တော်တို့သင်္ဘောမှာတော့ Kongsberg ဆိုတဲ့ဒီ control system တစ်ခုကိုသုံးတယ်ဒီ Kongsberg ဆိုတဲ့ system ဒီမှာမြင်နေရတဲ့ Kongsberg ဆိုတဲ့ system ထဲမှာကျွန်တော်တို့တော်တော်များများကို control လုပ်လို့ရတယ်ကျွန်တော်တို့အခုသုံးမှာတော့ healing control system မြင်ရလားမသိဘူးအမှ healing control system ဆိုရတဲ့ကိုကျွန်တော်တို့ဝင်လိုက်မယ်ဒီမှာဆိုရင်ဒါဆိုရင်ကျွန်တော်တို့ healing တက်2တန်းကိုပြပေးမယ် number 2နဲ့ number 3 post site 2တန်း star post site 2တန်းပေါ့အဲ့2တန်းနဲ့ရေကို post site ကရေကို star post ကိုရွှေ့မယ် star post ကရေကို post site ကိုရွှေ့မယ်အဲ့လိုနည်းနဲ့ကျွန်တော်တို့သင်္ဘောကိုဘယ်ဆောင်ညာဆောင်ဖြစ်နေတဲ့အချိန်မှာပြန်ပြီးတဲ့အောင် healing လုပ်ပါမယ်အခု post site ကရေကို star post site ကိုရွှေ့ပါမယ် number 2 number 3 တန်းကြိုက်တာသုံးလို့ရတယ်သုံးမဲ့တန်းအောင် on လိုက်ရပါမယ်အခု number 2 တန်း on လာတယ်ဆိုတော့ number 2ကိုသုံးပါမယ် number 2 post site ကရေကို number 2 star post site ကိုရွှေ့ပါမယ်အဲဒီတော့သုံးလို့ရတဲ့ method 2မျိုးရှိပါတယ် semi auto method နဲ့ auto method semi auto method မှာဆိုရင်လူကနေပြီးတော့ရေကို post site ကိုရွှေ့မလား star post site ကိုရွှေ့မလားဆိုတော့ဆုံးဖြတ်ရမယ်ပြီးရင်ကိုရွှေ့ခြင်းတဲ့ဘက် channel ကို on ပေးလိုက်ပါအဲကြရင် system ကနေပြီးတော့ဘားဖွင့်တဲ့အလုပ်တွေပတ်မောင်းတဲ့အလုပ်တွေကို auto လုပ်ပါလိမ့်မယ်ပြီးရင်လူကသင်္ဘော upright ဖြစ်ပြီလားဆိုတော့စောင့်ကြည့်ပါ upright ဖြစ်တယ်ဆိုရင်ပြန်ပြီးတော့ off ပေးလိုက်ပါအဲဒီအချိန်မှာဘားပိတ်တဲ့အလုပ်တွေရောပတ်ရက်တဲ့အလုပ်တွေရောကို system နေပြီး auto လုပ်ပါလိမ့်မယ် auto method မှာဆိုရင်စန်ဆာလေးရှိပါတယ်ဒီမှာကြည့်ပါ -0.2 ဆိုပြီးပြနေပါတယ် minus ဆိုတော့ post site ကိုရည်ညွှန်းပါတယ် -0.2 post site ကို 0.2 စောင်းနေတယ်လို့စန်ဆာအာရုံခံပြီးရင်ရေကိုညာဘက်ရွှေ့ရမယ်ဆိုတော့သူ့ဘာသူလိုသိပါတယ်အဲ့တော့ရေကိုညာဘက်ရွှေ့မဲ့လုပ်ငန်းစဉ်တွေဖြစ်တဲ့ဘားဖွင့်ရမှာတွေပတ်မောင်းမှာတွေကိုသူ့ဘာသူ system က auto လုပ်ပါလိမ့်မယ်ပြီးတော့စန်ဆာလေးကပဲခုနနေရာမှာစောင့်ကြည့်နေပြီးတော့ 0.0 upright ဖြစ်သွားပြီဆိုတော့သိတဲ့အချိန်ကျရင်သူကဒီရေရွှေ့နေတဲ့လုပ်ငန်းစဉ်ကိုရပ်ပါမယ်ဘားတွေပိတ်ပါမယ်ပတ်နေရပ်ပါမယ်ဒါအလုံး auto လုပ်ပါလိမ့်မယ်အဲကြတော့ဘာမှအာရုံနောက်စရာမရှိပါဘူး auto ဆိုပြီး on လိုက်ပါသင်္ဘောစောင်းတာနဲ့သူ့ဘာသူဘားတွေဖွင့်ပတ်နေမောင်းပြီးတော့ရေထားရွှေ့မယ်သင်္ဘောတဲ့သွားပြီဆိုရင်သူ့ဘာသူ auto ပြန်ပိတ်ပြီးရပ်ပါမယ်စန်ဆာကအမြဲတမ်းအာရုံခံပြီးတော့စက်တိုက်အလုပ်လုပ်နေမယ် system မျိုးဖြစ်ပါတယ်ခုဆိုရင်ကျွန်တော် semi auto ကိုပဲသုံးပါမယ် semi auto to star post ကို online ပါမယ်အဲဒီတော့ system နေပြီးတော့ဘားတွေစပြီးတော့ဖွင့်ပါတော့မယ်ကြည်ပါ number 2 တန်းနေရနေပြီးတော့ရေတွေကိုထုတ်ဖို့အတွက်သူသုံးမဲ့လမ်းကြောင်းတန်းကိုဘားတွေတောက်လျှောက်ဖွင့်သွားပါပြီnumber 2 တန်းဘာတော့မပွင့်သေးပါဘူး number 2 တန်းဘာအခုစပွင့်လာပါပြီအစိမ်းရောင်လေးပြောင်းသွားတာဘာပွင့်တယ်လို့ဆိုလိုပါတယ်အဲဒီတော့ရေကဒီလမ်းကြောင်းတိုင်းစပြီးတော့ထွက်လာမယ်ဒီလမ်းကြောင်းတိုင်းလာမယ်ပန့်နဲ့ဝင်မယ်ဒီအလုံးလေးကပန့်ကိုရည်ညွှန်းပါတယ်အဲကြတော့ပန့်အထွက်ပါအခုစပွင့်ပြီး 100% ပြည့်သွားတဲ့အခါမှာပန့်စပြီးတော့ run ပါတယ်
ပန်ရမ်းပြီးတော့ရေရဒီလိုမျိုးတကွေးတစ်ပတ်ကြီးအောက်ကနေပတ်တက်လာတယ်ပြီးသွားရင် starboard side number 2 10တွေကိုဝင်ပါမယ် session pressure နဲ့ discharge pressure တကယ်လို့ပတ်မောင်းပြီးသွားပြီဆိုရင်ဒီပုံလေးမှာမြင်ရတဲ့အတိုင်းပဲ session pressure နဲ့ discharge pressure ကိုဖတ်နိုင်ပါတယ်အခုဆိုရင်တစ်ဖက်က minus နဲ့ပြနေပါတယ် minus နဲ့ပြတဲ့ဘက်အချမ်းကရေဝင်တဲ့ဘက်အချမ်းမှာပန့်လေးရဲ့ပုံမှာကြည့်ရင်လည်းတွေ့နိုင်ပါတယ်ပန့်လေးမှာ3ကန်အချွန်လေးဆွဲထားတဲ့ဘက်ကရေထွက်တဲ့ဘက်အချမ်းဒီဘက်အောက်ဘက်အချမ်းရေဝင်တဲ့ချမ်းမှာရေဝင်တဲ့ချမ်းအမြဲတမ်း minus ပြရပါမယ်ရေထွက်တဲ့ဘက်အချမ်းကတော့အမြဲတမ်း positive pressure ပြရပါမယ်တကယ်လို့ရေထွက်တဲ့ဘက်အချမ်းမှာ positive pressure ပြတာကအရင်များလာတယ်ပေါ့ဥမာ4တွေ5တွေထိရောက်သွားတယ်ဆိုရင်လည်းဒါမကောင်းပါဘူးဘာပြောနေတာလဲဆိုတော့ဒီဘက်ရေထွက်တဲ့ဘက်အချမ်းမှာဘားတွေဖွင့်လာတာတခုအမှားယွင်းဖြစ်ပြီးရေထွက်စရာနေရာမရှိတော့လို့အဲ့ဘက်အချမ်းမှာ pressure တောင့်သွားတယ်လို့ပြောနေတာပါအဲ့လိုအခြေအနေမျိုးဆိုရင်လည်းပန့်ကိုချက်ချင်းရက်ပစ်ပြီးတော့ကိုဖွင့်လာတဲ့ line တွေဘားတွေကိုပြန်ပြီးတော့စစ်တင်ပါတယ်အဲ့လိုမှမလုပ်ဘူးဆိုရင်ပန့်ခိန်သွားပါမယ်ဒီကောင်က 1.8 or 2 something အဲ့လောက်အထိပဲအများဆုံးကောင်းပါတယ် positive pressure ကပန့်ကိုဘယ်လောက်ကြာအောင်မောင်းမလဲဆိုတာတော့ကိုတင်မောမှာရှိတဲ့ပန့်ရဲ့ capacity ပေါ်မူတည်ပါတယ်ကျွန်တော်တင်မောကပန့်ကတော့ဒီတန့်နေတဲ့ရေဆိုရင်တော့1မိနစ်ကို10မီတာကျူလောက်ရွှေ့နိုင်ပါတယ်အဲ့တော့ဒီနားလေးမှာအနီးကကြည့်ကြည့်ပါအခု329မီတာကျူရှိပါတယ်ကျွန်တော်10မီတာကျူလောက်ထပ်ထည့်ခြင်းနဲ့ဆိုတော့ကျွန်တော်1မိနစ်လောက်ပန့်ကို run နာပါမယ်အခုအပေါ်ဆုံးမှာမြင်ရတဲ့898မီတာကျူဆိုတာတော့ဒီတန့်ရဲ့ maximum capacity ပါအလယ်မှာရှိတဲ့ကဏ္ဍလေးကတော့လက်ရှိရေပမာဏပါအောက်ဆုံးကတော့အဲ့ဒီလက်ရှိရေပမာဏရဲ့စောင်းထဲမှာဘေးမှာရှိတဲ့သွေးတန်းလေးကိုကြည့်ပြီးတော့လေဒီတန့်ထဲမှာရေဘယ်လောက်ရှိလဲဆိုတာကိုသိနိုင်ပါတယ်အခုကျွန်တော်1မိနစ်တိုင်မှာထားလိုက်ပါမယ်ဘာလို့လဲဆိုတော့မမေ့အောင်ပါမေ့တဲ့ခါကျရင်ပန့်ကိုရမ်းမဲ့ချိန်မရက်ဘဲနဲ့ရေတွေအများကြီးဝင်သွားပါမယ်အဲ့လိုဆိုရင်မလိုအပ်ပဲတင်မောဆောင်းသွားပါမယ်အဲ့လိုမဖြစ်အောင်လို့အလက်လုတ်တဲ့သဘောမျိုးနဲ့ဒီလိုမျိုးတိုင်မှာလမ်းလေးတွေထားပြီးတော့လုပ်တတ်ကြပါတယ်ဟုတ်ကဲ့အခုဆိုရင်ကျွန်တော်350မီတာကျူထိရေဖြည့်လိုက်ပါပြီတင်မောကလည်းပြင်မှာ upright ဖြစ်သွားပါပြီကျွန်တော်ကြည့်လိုက်တာအဲ့ဒီအတွက်ကျွန်တော် semi auto ကိုပြန်ပြီးတော့ပိတ်ပါမယ်ဒီမှာ off ဆိုပြီးတော့ပဲနှိပ်လိုက်ပါပထမဆုံးပန့်စားရမယ်ပြီးရင်သုံးထားတဲ့ line တစ်လျှောက်ဘားတွေအားလုံးကိုသူ့ဘာသူ auto ပိတ်ပါလိမ့်မယ်ဘာမှအာရုံနောက်ဆရာမလိုပါဘူးကိုကပန့်နေရက်သွားပြီလားဘားတွေအကုန်ပိတ်ရလားရှိမြသုံးထားသမျှဘားတွေအကုန်ပိတ်လားဆိုတာကိုလိုက်ပြီးတော့စစ်လိုက်ရုံပါပဲဒါပါပဲဟုတ်ကဲ့အခုကျွန်တော် healing လုပ်ပြီးလို့တင်မော upright ဖြစ်သွားတဲ့ condition လေးကိုတစ်ချက်ပြချင်လို့ပါအခု post side ကိုတစ်ချက်ကြည့်ကြည့်ပါဒီမှာမြင်ရလားမသိဘူးခင်ဗျ horizontally C horizontally က monitor လေးရဲ့အောက်ဘက်အစွန်းအနားလေးမှာရှိနေပါတယ်အဲ့တော့ကျွန်တော်တို့ starboard side ကိုဖြည်းဖြည်းချင်းစီသွားပြီးတော့ကြည့်ကြမယ်ဟုတ်ကဲ့ starboard side ရောက်ပါပြီ starboard side မှာလည်း C horizontally ကဒီ monitor လေးရဲ့အောက်ဘက်အစွန်းလေးမှာပဲရှိနေပါတယ်ဒါဒီနှစ်ခုဘယ်ရောညောင်ညီနေပြီ upright ဖြစ်နေပြီဆိုတော့သဘောတရားတက်ရောက်ပါတယ်ခု heat indicator ကိုတစ်ချက်ကြည့်ကြည့်ပါ0တက်တဲ့မှာပြနေပါပြီနောက်ပြီးတော့ clinometer ကိုသွားကြည့်ပါမယ် clinometer ကလည်း0တက်တဲ့ကိုပြနေပါပြီဒီလက်တံလေးနည်းနည်းလှုပ်နေတာတော့သင်္ဘော rolling လေးနည်းနည်းရှိလို့ဟိုဘက်ဒီဘက်နည်းနည်းလေးရိမ့်နေတာကိုပြတာပါဒါပေမဲ့0တက်တဲ့မှာရေဘူးကရောက်နေပါပြီအဲဒီတော့ healing လုပ်တဲ့ process ပြီးသွားပါပြီအားလုံးကျေးဇူးတင်ပါတယ်